ပါစမ်းပါလောက်ပါလောက်ရင်းနဲ့ဖြစ်သွားတယ်ဘယ်ရမဆိုစပြီးလောက်သွားရင်သူ destination တက်တယ်မလောက်ဘဲနဲ့ချိန်နေတာအားလုံးပဲမင်္ဂလာပါဒါကြောင့် HTC channel ကနေကြိုဆိုပါတယ်ကျွန်တော်အနေနဲ့ဒီဥစ္စာဖြင်းရင်တိဆောက်နီးဖြင်းရင်လေ့ကျင့်ခန်းဖြင်းရင်ကိုအသုံးပြုပြီးတော့ဒီဥစ္စာစာလုံးရိုက်နည်းတွေကိုတင်ဆက်ပြီးဖြစ်လို့ဒီနေ့မှာတော့ဒီဥစ္စာကိုဘလို့မြန်သင်ယူတက်မြောက်နိုင်မလဲဆိုတဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားခြင်းပါတယ်အရင်သင်ခန်းစာများကိုလည်း description မှာဖော်ပြပေးမှာဖြစ်လို့တွားရောက်ကြည့်ရှုကြဖို့တိုက်တွန်းခြင်းပါတယ်ပထမဆုံးတစ်ခုအနေနဲ့ပြောချင်တာတော့ကျွန်တော်တို့ကစာသင်ပြီဆိုတာနဲ့စာအုပ်နဲ့ခဲတံလေးတွေယူမယ်ယူပြီးရင်တရုပ်စာဘယ်လိုရေးရလဲတရုပ်စာဘယ်လိုအတန်ထွက်ရလဲစသဖြင့်ရေးကြမယ်မှတ်ကြမယ်ပြီးရင်အဲ့တရုပ်စာလုံးတွေကိုမြန်မာလိုဘာသာပြန်မယ်ပြန်ပြီးတော့မှတ်မယ်ကြိတ်မယ်ဒီလိုလုပ်ဆောင်ကြရတယ်ပြီးတော့စာကြောင်းတစ်ကြောင်းမှာဆိုရင်လည်းအဲ့စာလုံးတွေဘာသာပြန်ထားတဲ့စာလုံးတွေကိုကြည့်ပြီးတော့မြန်မာလိုအဓိပ္ပာယ်မှတ်ကြတယ်ပေါ့ဒီနေရာမှာဘာသာပြန်လိုက်တဲ့အတွက်ကြောင့်အမှားချုပ်ရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ဘယ်လိုနေရာမျိုးမှာလဲဆိုရင်နီးဟောင်းဆိုတာနီးဆိုတာနင်းဟုတ်ပြီဟောင်းဆိုတာကောင်းတယ်နီးဟောင်းကိုကျွန်တော်တို့ကဘာသာပြန်လိုက်တဲ့အခါကျတော့မင်္ဂလာပါဆိုပြီးတော့ဘာသာပြန်ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနှုတ်ဆက်ရင်မင်္ဂလာပါလို့နှုတ်ဆက်တာ哦ဒါကြောင့်မင်္ဂလာပါလို့ဘာသာပြန်လိုက်တယ်အဲ့ကကျတော့နီးဟောင်းမားနဲ့တွေ့ရောအော်မင်္ဂလာပါလားမဟုတ်တော့ဘဲနဲ့နေကောင်းလားဖြစ်သွားတယ်အဲ့ဒါကကျွန်တော်စီလောအောင်ဘာသာပြန်လိုက်တဲ့အတွက်ကြောင့်နှစ်ခါမှားရတယ်လို့ဖြစ်သွားတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့နီးနင်းဟောင်းကောင်းတယ်နီးဟောင်းဆိုတာနင်းကောင်းလားသူတို့နှုတ်ဆက်တဲ့စကားလုံးတစ်ခုဟုတ်ပြီနီးဟောင်းနင်းကောင်းမားဆိုတလားနင်းကောင်းတလားအဲ့ဒါကနင်းရဲ့အခြေအနေကောင်းလားမကောင်းလားဆိုတော့မေးတာဖြစ်ပါတယ်အဲ့လိုမျိုးမှတ်မယ်ဆိုရင်တော့ပို့ပြီးတော့ညမစံမှတ်နိုင်တယ်လို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်နောက်တစ်ခုက好吃吗好吃吗好ဆိုတာကောင်းတာ吃ရစားတာမဆိုတာလားစားကောင်းသလားဒီလိုမျိုးဘာသာပြန်မဲ့နဲ့ဓာတ်ရိုက်ဘာသာပြန်တဲ့နည်းနဲ့ကျွန်တော်တို့စီလိုအောင်ဘာသာပြန်တဲ့နည်းဆိုပြီးတော့နည်းဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့စီလိုအောင်ဘာသာပြန်တဲ့လူတွေကဒီနေရာမှာအခက်အခဲတစ်ခုတွေ့တယ်နောက်တစ်ခုဥပမာပေးရမယ်ဆိုရင်ဥပမာကျွန်တော်တို့က吃ဆိုတာစားတယ်吃什么ဘာစားမလဲ吃饭သမင်းစားတယ်吃面ခောက်ဆွဲစားတယ်စသဖြင့်ပြောကြတယ်ပေါ့နော်ဟုတ်ပြီဘာသာ喝ဆိုတာကတောက်တယ်ဟုတ်ပြီ喝水喝酒喝水ဆိုတာရေတောက်တယ်喝酒ဆိုတာအရက်တောက်တယ်စသဖြင့်ကျွန်တော်တို့ကတော့မှတ်လိုက်ကြတယ်ပေါ့နော်အဲ့ကကျတော့ဘာသာပြန်တဲ့နည်းကိုသုံးတဲ့အခါကျတော့ကျွန်တော်တို့ဆေးတောက်တယ်လို့ပြောတဲ့အခါကျတော့ကျွန်တော်တို့ဟဲရောက်ဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့တကယ်တရုတ်တွေကဟဲရောက်လို့မသုံးဘူးသူတို့ကချီရောက်လို့ပဲသုံးတယ်တကယ်တော့ချီဆိုတဲ့စကားလုံးလေးကိုလေ့လာကြည့်မယ်ဆိုရင်အရှိမကခို字လေးနဲ့အနောက်မှာကချီဆိုတဲ့字လေးရှိတယ်ခို字ဆိုတာပါဇက်ကိုကိုစားပြုတယ်ချီဆိုတာကတော့တောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့ပါဇက်သေးကိုတောင်းပြီးထည့်လိုက်တာကိုချီလို့ခေါ်တယ်အဲ့လိုမျိုးမလုပ်ဘဲနဲ့ကျွန်တော်တို့ချီစားတယ်ဆိုပြောတယ်ဟဲတောက်တယ်ဆိုပြောတဲ့ခါကျတော့ကျွန်တော်ဆေးတောက်တယ်ဆိုပြီးတော့ကျွန်တော်ဗမာရရင်တရုတ်လိုဘာသာလည်းပြန်ရောကျွန်တော်တို့ကဟဲရောက်မှဆိုပြီးတော့ဆေးတောက်မလားဆိုပြီးသုံးမိသွားတယ်ဒါကပထမနံပါတ်1မှာနံပါတ်2မှာကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကအဲ့လိုဘာသာပြန်တဲ့နည်းကိုသုံးပြီးတော့ကျွန်တော်မြန်တက်ချင်တဲ့အခါကျတော့စာလုံးတွေအများကြီးကျက်လိုက်တယ်စာလုံးတွေအများကြီးကျက်လိုက်တဲ့အခါကျတော့ကျွန်တော်တို့စာလုံးတွေကိုအများကြီးမင်းင်းတွေအများကြီးကျက်လိုက်တယ်တကယ်အမူအရာရင်းနဲ့မကျက်ထားတဲ့အတွက်ကြောင့်ဒီမင်းင်းတွေကပြန်ပြီးတော့မမမိတာမျိုးလို့သုံးတဲ့နေရာမှာအခက်အခဲတွေ့တာမျိုးလို့အခုနပြောလို့သူတို့ရဲ့အတုံးလုံးကိုကျွန်တော်တို့မသိတဲ့အခါကျမှအမှားရင်းဖြစ်တာမျိုးတွေတွေ့ရတတ်ပါတယ်အဲ့တော့ဘာသာပြန်မဲ့စာလုံးတစ်လုံးကိုဓာတ်ရိုက်ဘာသာပြန်တဲ့နည်းဖြစ်တော်၎င်းဒါမှမဟုတ်ရင်အမူအရာဖြစ်တော်၎င်းကျွန်တော်တို့ကမှတ်သားတာကပို့ပြီးတော့ထိရောက်တယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်မိတ်ဆွေတို့လည်းဓာတ်ရိုက်ဘာသာပြန်တဲ့နည်းဒါမှမဟုတ်ရင်အမူအရာကိုမှတ်သားပြီးတော့စကားပြောတဲ့နည်းကိုရှင်းသုံးရင်ကြည့်ပါလို့ကျင့်သုံးကြည့်ပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းနေပါတယ်ဥပမာပေးရမယ်ဆိုရင်吃啥的吃什么把啥么嘞我吃什么我把啥么嘞
哦，我吃饭，饭ဆိုတာထမင်း我吃饭ငါထမင်းစားမယ်面ဆိုတာခောက်ဆွဲ我吃面ငါခောက်ဆွဲစားမယ်ဒီနေရာမှာ面ကို面条လို့လည်းသုံးကြတယ်တချို့ကလည်း面လို့ပဲသုံးတယ်ဘယ်လိုပဲသုံးမှန်တယ်面条ဆိုတာလည်းခောက်ဆွဲပဲ面ဆိုတာလည်းခောက်ဆွဲပါပဲအဲ့တော့药လည်းသူတို့က吃တယ်အဲ့တော့药我吃药စသဖြင့်စာလုံးတွေကိုစီပြီးတော့ဓာတ်ရိုက်အုံနောက်ထဲကိုဒီအမူအရာတွေကိုမှတ်သားတာကပို့ပြီးတော့ထိရောက်တယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်မိတ်ဆွေတို့ရောဒီယူဆပေါ်ဘယ်လိုမြင်လဲ comment လေးမှာဝင်ရောက်မျှဝေပေးသွားကြပါအောင်လို့တောင်းဆိုပါတယ်စကားပြောသောတရုတ်စကားလုံးရှာရီအန်ရှမ်းရှမ်းမှုဆိုတဲ့တစ်တောက်ပူစားပြုတဲ့စကားလုံးလေးရယ်မှုဆိုတဲ့မျက်စိကိုပူစားပြုတဲ့စကားလုံးလေးနှလုံးကိုပေါင်းဆက်လိုက်တဲ့အခါကျတော့ရှမ်းဆိုပြီးတော့စကားလုံးလေးတစ်လုံးကိုရရှိပါတယ်ဒီရှမ်းရဲ့အဓိပ္ပာယ်ကတော့အပြန်အလှန်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီရှမ်းရဲ့အောက်မှာရှင်းဆိုတဲ့စိတ်ကလေးကိုကတ်လိုက်တဲ့အခါကျတော့ရှမ်းဆိုပြီးတော့စကားလုံးလေးရရှိပါတယ်ရှာရီအန်ရှမ်းရှမ်းဆိုတဲ့စကားလုံးလေးကတော့စိတ်နဲ့အုံနောက်ကိုအပြန်အလှန်လှုပ်ဆောင်တဲ့လုပ်ငန်းစဉ်လေးကိုရှမ်းလို့ခေါ်တာပဲဖြစ်ပါတယ်ဒီလိုနည်းလမ်းလေးကိုသုံးပြီးတော့လေ့လာခြင်းအဖြစ်တရုတ်စာစကားလုံးတစ်လုံးသင်တာနဲ့၃လုံးလောက်သင်မှတ်မိနိုင်မှာပဲဖြစ်ပါတယ်အဲ့ဒီအပြင်အဓိပ္ပာယ်နဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုပါနားလည်တဲ့အတွက်ကြောင့်ဘာသာပြင်စရာမလိုတော့ဘူးလို့ထင်မြင်ယူဆမိပါတယ်ကျွန်တော်တို့ရှမ်းလေးကိုသုံးပြီးတော့ဝါကြလေးတွေဖွဲ့ကြည့်ကြအောင်我想你ဆိုတာတော့ငါမင်းကိုတတိရတယ်လွမ်းတယ်အဲ့လိုဘာသာပြန်လို့ရပါတယ်我想家ငါအိမ်ကိုတတိရတယ်အိမ်ကိုလွမ်းတယ်အဲ့လိုပြန်ဒါဆိုရင်ရှမ်းဆိုတဲ့အဓိပ္ပာယ်ဒီနေရာမှာတော့တတိရတယ်လွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့我想学汉语ဒီနေရာမှာတော့ရှံကိုတတိရတယ်အောင်းမေတွေနဲ့ပြန်လို့မရပါဘူးဒီနေရာမှာတော့ရှံကတင်ကျင်တယ်လို့ဖြစ်သွားပါတယ်ဘာဖြစ်လို့လဲဆိုတော့အနောက်မှာမူရပါလို့ဖြစ်ပါတယ်我想学汉语ငါတရုတ်စာတင်ကျင်တယ်我想吃饭ငါထမင်းစားကျင်တယ်အဲ့လိုမျိုးဘာသာပြန်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့我想起来了起来ဆိုတာထတာဖြစ်ပါတယ်想起来了စဉ်းစားလို့ရပြီလို့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ရှန်တလုံးကိုပဲကျွန်တော်တို့ကဘာသာပြန်တဲ့နည်းကိုသုံးမယ်ဆိုရင်အများကြီးမှတ်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကျွန်တော်တို့ဘာသာပြန်တဲ့လူတွေကတရုတ်တီဘာပြောလဲဆိုတာကိုကျွန်တော်တို့ပုံရိပ်အနေနဲ့မြင်အောင်ကြည့်ပြီးတော့မှအဲ့ဒီပုံရိပ်တွေကိုသင်လျော်စီလျော်တဲ့စကားလုံးတွေကိုသုံးပြီးတော့တစ်ဖက်လူနားလဲအောင်ရှင်းပြတာကိုဘာသာပြန်တယ်လို့ခေါ်တာဖြစ်ပါတယ်ဥပမာစာရီမှာဓာတ်ရိုက်ကြက်ထားသလိုမျိုးကျွန်တော်တို့ကဓာတ်ရိုက်ဘာသာပြန်တဲ့နည်းကိုသုံးတာမဟုတ်ပါဘူးအဲ့ဒီအမှားကလည်းသင်ယူသူအများစုကြုံတွေ့နေရတဲ့အမှားလို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်မိတ်ဆွေတွေရောဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့နေရလဲဘယ်လိုစလုံးမျိုးတွေကအမှတ်ကခတ်နေလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပြီးတော့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်ဒါမှလည်းကျွန်တော်အနေနဲ့အဲ့စလုံးတွေကိုဘယ်လိုရှင်းလင်းအောင်ဘယ်လိုမှတ်သားရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုဆက်လက်ဝင်မြတင်ဆက်နိုင်မှာဖြစ်လို့အကြံဉာဏ်လေးတွေပြီးတော့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်နောက်ထပ်နည်းလမ်းတစ်ခုကတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုပုံရိပ်တွေအနေနဲ့မှတ်သားတဲ့နည်းလမ်းပဲဖြစ်ပါတယ်ဥပမာဆိုရင်镜子ဆိုတာ眼镜ဆိုတာ眼睛ကိုပြောတာဖြစ်ပါတယ်眼睛ဆိုတာမျက်စိပါ镜ဆိုတာမှန်ပါအဲ့တော့ဒါကိုတရုတ်တွေက眼镜လို့ခေါ်ပါတယ်နောက်တစ်ခုကဆိုကြီးဆိုဆိုတာလက်ပါကြီးဆိုတာဆက်ပါအဲ့တော့လက်မှာကင်တဲ့ဆက်ကိုဆိုကြီးလို့ပြောတာဖြစ်ပါတယ်ကျွန်တော်ဗမာတွေကတော့လက်ကင်ဖုန်းလို့ခေါ်တဲ့လူလည်းရှိပါတယ်ဟန်ဖုန်းလို့ခေါ်တဲ့လူလည်းရှိပါတယ်
နှိမ့်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ဘာသာစကားသင်ယူတာဆိုတာမကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးဒါပေမဲ့စကားပြန်တယောက်ဖြစ်ခြင်းနေဆိုရင်သင်ယူမှုတစ်ခုတည်းကပြင်လုံလောက်မှုမရှိဘူးဆိုတာကိုထောက်ပြချင်တာပဲဖြစ်ပါတယ်ဥပမာပေးရရင်ကျွန်တော်တို့ဟင်းချက်စာအုပ်ကိုဖတ်ပြီးတော့သမင်းဟင်းချက်ဒါနဲ့တူပါတယ်ဒီနေရာမှာလည်းနှမျိုး꿰တယ်တချို့ကတော့ဟင်းချက်စာအုပ်ထဲမှာပါတဲ့အတိုင်းပမာဏအတိုင်းထည့်ပြီးတော့ချက်ကြတယ်ပေါ့နော်ဒါပေမဲ့ဟင်းချက်စာအုပ်ထဲမှာပါတဲ့ပမာဏကအတိုင်းထည့်ပြီမဲ့လေသူတို့သုံးတဲ့ quality သူတို့သုံးတဲ့ပစ္စည်းတွေရဲ့ quality မတူတော့ကျွန်တော်တို့ဒီမှာအရသာလည်းမတူနိုင်ဘူးနောက်တစ်ခုကအရသာဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကြိုက်တဲ့အရသာနဲ့သူတို့ကြိုက်တဲ့အရသာနဲ့လည်းမတူနိုင်ဘူးတချို့ကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီထဲမှာပါပစ္စည်းတွေထည့်တယ်ဥမာစားတကြားအစားကဘာကြောင့်ထည့်ရလဲတကြားကဘာကြောင့်ထည့်ရလဲကြက်သွန်ကဘာကြောင့်ထည့်ရလဲစသဖြင့်နားလေအောင်လုပ်ပြီးတော့ကိုယ်တိုင်းထည့်ပြီးတော့စမ်းကြည့်တယ်လုပ်ကြည့်တယ်တစ်ခေါက်မှမယ်နှစ်ခေါက်မှမယ်သုံးခေါက်မှမယ်နောက်ဆိုရင်တော့ဒီနီလန်းလေးကလည်းအဆင်ပြေနိုင်တဲ့နီလန်းလေးတစ်ခုဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်တို့တရုတ်စာတင်ကြားတဲ့နေရာမှာလည်းတရုတ်စာတင်ပြီးတော့တင်ယူပြီးတော့ကျွန်တော်တို့အသုံးချတဲ့ပတ်ဝန်းကျင်တစ်ခုကိုပြန်လည်ရှာဖွေရမှာဖြစ်ပါတယ်အသုံးချတဲ့ပတ်ဝန်းကျင်ဆိုတာကတော့ကျွန်တော်တို့တရုတ်စာကိုပြန်လည်ပြောနိုင်မယ့်နေရာပေါ့နော်တရုတ်ဒီပဲဖြစ်စီဒါမှမဟုတ်ရင်အခုဆိုရင်Facebook တို့မှာ group တွေဖွဲ့ထားတယ်အဲ့ group တွေမှာကိုနဲ့ပြောပြီးတဲ့လူရှိလားဒါမျိုးတွေရှာရမှာဖြစ်ပါတယ်ကျွန်တော်ကလည်း freelancer ဆိုတဲ့ group လေးကိုဖွဲ့ပါဖြစ်တဲ့အတွက်ကြောင့်အသေးစိတ်သိချင်တယ်ဆိုရင် description မှာ link လေးဖော်ပြထားလို့အဲ့ link လေးကိုတွားပြီးတော့ဖတ်ဖို့တိုက်တွန်းချင်ပါတယ်နောက်ထပ်အမြန်ဆုံးနည်းလမ်းတစ်ခုကတော့ဟင်းချက်တဲ့တက်တဲ့လူနဲ့ကျွန်တော်တို့တူတူတွဲပြီးတော့ဟင်းချက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကမြန်ချက်တက်လာမှာဖြစ်ပါတယ်အဲ့ဒါလိုပဲဘာသာစကားမှာလည်းတကယ်ပြောတတ်တဲ့ guide တစ်ယောက်သာငှားပြီးတော့သူနဲ့တူတူလေ့ကျင့်မယ်ဆိုရင်အချိန်တူတူလေးအတွင်းမှာတရုပ်စာကိုမြန်ပြောတတ်လာအောင်လေ့ကျင့်နိုင်မှာပဲဖြစ်ပါတယ်အဲ့ဒါလိုမျိုး guide လိုချင်တယ်ဆိုရင်တော့တစ်လ9000တပတ်6ရက်နဲ့လေ့ကျင့်နိုင်မယ် guide အစီအစဉ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်အသေးစိတ်သိချင်တယ်ဆိုရင်တော့ခုဖော်ပြထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်အခုလိုအဆုံးအထိကြည့်ပေးတဲ့မိတ်ဆွေတယောက်ချင်းကိုလည်းကျေးဇူးအထူးဝင်တင်ရှိပါတယ်မိတ်ဆွေတို့လည်းဒီအစီအစဉ်လေးကိုကြည့်ပြီးတော့ဒီအစီအစဉ်လေးလည်းလုပ်ငန်းစဉ်လေးကိုလှုပ်ဆောင်ပြီးတော့တရုပ်စာတွေတိုးတက်နိုင်ကြပါစေလို့ဆုမွန်အောင်တောင်းပေးရင်းနဲ့ပဲအစီအစဉ်လေးကိုဒီမှာညီကုန်းချုပ်ပါတယ်大家再见。